ပြီးတော့ဇေယျသီရိမြို့နယ်ရေစင်းမှာရှိတဲ့စိုက်ပျိုးပညာပေးရေးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းဟာထူးချွန်တက်မြတ်ပြီးအရေးချင်းပြပါတယ်။စိုက်ပျိုးပညာပေးရေးဝန်ထမ်းများနဲ့ကျေးရွာကောင်းဆောင်များကိုလေ့ကျင့်မွေးထုတ်ပေးလျက်ရှိပါတယ်ရှင်။ယခုတင်ဆက်မဲ့ဗီဒီယိုကတော့စိုက်ပျိုးပညာပေးရေးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှာဖွင့်လှစ်ခဲ့တဲ့ကျေးရွာတည်လှုပ်ရှားမှုအခြေခံသင်တန်းအမှတ်စဉ်2025ရဲ့မှတ်တမ်းဗီဒီယိုဖြစ်ပါတယ်ရှင်။သင်တန်းကိုစွမ်းအားမြင့်မိဖို့ဖြန့်ဖြူးရေးစီမံကိန်း၏ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ကျေးရွာတည်လှုပ်ရှားမှုစီမံကိန်းဆောင်ရွက်နေကြတဲ့ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့ရှိမြို့နယ်25မြို့နယ်မှစိုက်ပျိုးရေးဦးစီးဌာနကျေးရွာတာဝန်ခံများနဲ့စံပြကျေးရွာ26ရွာမှကျေးရွာကောင်းဆောင်ကြီးများတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်ရှင်။သင်တန်းသားများဟာသင်တန်းမစတင်မီတရက်ကြိုတင်၍သင်တန်းကျောင်းသို့ရောက်ရှိကြပါတယ်။သင်တန်းသားများရောက်ရှိလာတဲ့အခါမှာတော့သင်တန်းနည်းပြများနဲ့ဝန်ထမ်းများကလှိုက်လဲဝမ်းသာစွာကြိုဆိုကြပါတယ်။တက်ရောက်လာတဲ့သင်တန်းသားများအတွက်သင်တန်းသုံးဆောင်များဖြစ်တဲ့စမဦးရင်တို့အင်ကြီးအုတ်ထုပ်နဲ့သင်တန်းသားအမိကပ်ပြားများပေးရပြီးသင်တန်းအိတ်ဆောင်ရောက်နေရာချထားပေးပါတယ်။အဲ့ဒီနောက်မှာတော့ကြိုဆိုခြင်းခန်းနာကိုဆောင်ရွက်ပါတယ်။အခမ်းအနားမှာသင်တန်းသားများဟာမိမိတို့၏အမည်မိဘအမည်နေရာလိပ်စာပြည့်စုံပါဝင်ကိုရေးချက်လက်များကိုသင်တန်းမှတ်ပုံတင်ကတ်မှာဖြည့်သွင်းကြပါတယ်။သင်တန်းကာလတစ်လျှောက်လိုက်နာရမည့်စည်းကမ်းချက်များအိတ်ဆောင်စည်းကမ်းများနေထိုင်ရေးစည်းကမ်းများနဲ့စားတောက်ဆောင်စည်းကမ်းများကိုသက်ဆိုင်ရာသင်တန်းနည်းပြများကရှင်းပြကြပါတယ်။ကြိုဆိုခြင်းခမ်းနားမှာနိုင်ငံတော်တခြင်းလေ့ကျင့်တည်ဆိုခြင်းနဲ့ကျေးရွာသည့်လှုပ်ရှားမှုစီမံကိန်းကြေးကြောသံများလေ့ကျင့်ခြင်းတို့ကိုလည်းဆောင်ရွက်ကြပါတယ်။သင်တန်းဖွင့်ပွဲနေ့မှာတော့စိုက်ပျိုးရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့အတူတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ချင်းမြင်ကဖွင့်ပွဲခမ်းနားကိုနိုင်ငံတော်တခြင်းတည်ဆို၍ဖွင့်လှစ်ခဲ့ပါတယ်။အခမ်းအနားမှာဒုတိယညွှန်ကြားရေးမှူးချုပ်ကဖွင့်ပွဲမှာစကားပြောကြားပြီးတင်းနှန်းချောင်းကျောင်းကြီးကကျိုးစိုးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။အခမ်းအနားပြီးသင်ခန်းစာများစတင်ချိန်မှာတော့မြန်မာနိုင်ငံတွင်ကျေးရွာတည်လှုပ်ရှားမှုစီမံကိန်းကောင်းတဲ့ဖော်ဆောင်မှုအခြေအနေများကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ကျေးရွာတည်လှုပ်ရှားမှုအတွေ့အကြုံများစီမံကိန်းဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်များလုပ်ငန်းခန္ဓာ3ရက်လိုက်ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ရေးဆွဲနည်းများကျေးရွာတည်လှုပ်ရှားမှုအောင်မြင်ရေးအကြံပြုချက်များကျေးရွာကောင်းဆောင်များအတွက်ဗဟုသုတရရှိစေမည်စီရင်မှုလျှော့ချရေးနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်ကျေးရွာကောင်းဆောင်များ၏အခမ်းကဏ္ဍနဲ့ကျွန်ုပ်တို့၏ပတ်ဝန်းကျင်စတဲ့သင်ခန်းစာများကိုပို့ချပေးခဲ့ပါတယ်။ယခုမြင်တွေ့နေရတာကတော့သင်တန်းသားများပြည့်ရည်ညီညွတ်မှုမရှိစေဘဲတက်ကြွလန်းဆန်းစေရန်အားသည့်ရှင်လန်းလေ့ကျင့်ခန်းများကိုပျော်ရွှင်စွာပြုလုပ်နေကြခြင်းဖြစ်ပါတယ်။နေ့စဉ်နဲ့6နာရီမှာတော့ကိုလက်လေးချိန်ခန်းအစီအစဉ်ကိုသင်တန်းသားများအားလုံးအတူတကွဆောင်ရွက်ခြင်းဖြင့်နေ့သစ်ကိုစတင်ပါတယ်။အဲ့ဒီနောက်နန်းနဲ့စာသုံးဆောင်ပြီးခိတ္တအနာယူကနန်းနဲ့ခင်းစုဝေးခြင်းအစီအစဉ်ကိုဆက်လက်ဆောင်ရွက်ပါတယ်။ဒီအစီအစဉ်မှာတော့တင်နန်းသားများချင်းချင်းမိတ်ဆက်ခြင်းနန်းနဲ့ခင်းစိတ်အာရုံစူးစင်းခြင်းရိုင်းလေးကိုညီပြီးချစ်ခင်လေးမြမကျေးရွာတည်လှုပ်ရှားမှုတခြင်းတည်ဆိုခြင်းတင်နန်းသားများမိမိတို့၏ဘဝအတွေ့အကြုံများတင်ဆက်ခြင်းနဲ့စိတ်အားတက်ကြွဖွယ်တည်ခြင်းများကိုစုပေါင်းညီညာပျော်ရွှင်စွာတည်ဆိုကြပါတယ်။သင်တန်းအစီအစဉ်များမှာပေါင်းစည်းညီညွတ်မှုကိုဖော်ဆောင်တဲ့ကစားနည်းများလည်းပါဝင်ပါတယ်။ဒီအစီအစဉ်မှာစုပေါင်းပါဝင်ကြခြင်းဖြင့်အချင်းချင်းရင်းနှီးချစ်ကြည်မှုစီလုံးညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်လိုစိတ်များရရှိစေပါတယ်။ညပိုင်းမှာတော့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်3ရပ်ဖြစ်တဲ့စမ်းဆောင်ရေးမြန်မာရေးလူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးဝင်ငွေတိုးပွားရေးကဏ္ဍတို့နဲ့ပတ်သက်ပြီးအဖွဲ့လိုက်ခန်းများခွဲ၍အုပ်စုဖွဲ့ဆွေးနွေးကြပါတယ်။သင်တန်းသားများဟာသင်တန်းကာလအတွင်းလေ့လာသင်ယူခဲ့တဲ့အသိပညာဘုဒ္ဓတများကိုခြေခံကမိမိတို့မိသားစုအတွက်မိမိတို့နေထိုင်သောကျေးရွာများအတွက်တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ကြမည်ဟုသောဆုံးဖြတ်ချက်များဖြင့်ကိုယ်တိုင်ကတိပေးရေးသားကြသည့်မိမိကိုယ်ကိုစာရေးခြင်းအစီအစဉ်ကိုလည်းဆောင်ရွက်ကြပါတယ်။
ညပိုင်းမှာတော့အုပ်စုဖွဲ့ဆွေးနွေးပွဲရလဒ်များကိုအဖွဲ့လိုက်တင်ဆက်ရာတင်နန်းကျောင်းရှိအကဲဖြတ်တိုင်း၃ဦးမှအကြံပြုအကဲဖြတ်အသုံးသပ်ပေးကြပါတယ်။တင်ဆက်မှုအများအပြားမှာတော့တင်နန်းကာလတစ်လျှောက်ပြင်ပန်းမှုများပြေပြောက်စေရန်နဲ့တင်နန်းသားတင်နန်းသူများရဲ့ပင်ကိုယ်စွမ်းရည်ကိုဖော်ထုတ်ပြသနိုင်ရန်အတွက်ရန်စံမိကွန်းများမေးမြန်းခြင်းနဲ့အဖွဲ့လိုက်ကြိုက်မြင့်တဲ့ရာတိတိချင်းများနဲ့တရုတ်ဖော်ဖြောပြရေးအစီအစဉ်များကိုဆောင်ရွက်ခဲ့ပါတယ်။ စုပေါင်းညီညာတန်ဋိဌာန်ပြုခြင်းအစီအစဉ်စတင်ချိန်မှာတော့တင်နန်းကျောင်းကျောင်းအုပ်ကြီးကဆမအိုးလင်းရောင်အသွင်ဆောင်သည့်စင်မီတိုင်းကိုကိုင်းဆောင်ရောက်ရှိလာပြီးတင်နန်းနီးပြများထံထွန်းညှိပေးပါတယ်။တင်နန်းနီးပြများမှာဆမအိုးလင်းရောင်များကိုတင်နန်းသားတင်နန်းသူများထံသို့လက်ဆင့်ကမ်းတည်ဆောင်ပေးပါတယ်။ထို့နောက်စမအိုးစင်မီတိုင်းများကိုကိုင်းဆောင်လျက်ကျွယ်ဝချမ်းသာပြီးခိမိဖွံ့ဖြိုးတိုးတက်၍နေချင်းပွဲကောင်းမွန်သောကျေးရွာများဖြစ်လာစေရန်အတူတကွပူးပေါင်းဆောင်ရွက်ကြပါစို့ဟုသောတန်ဋိဌာန်ဂရီစကားများကိုမိမိတို့နှလုံးသားမှဆန္ဒပြင်းပြစွာဖြင့်ဂရီပြုကြပါတယ်။ ကျွန်တော်နိုင်ငံကြီးတဘာဝမြင်နေကြတာကောင်းကြပါပြီ။ဒီလိုတော့လူကျူလူကောင်းများစွာရှိပါတယ်။သို့တော်လည်းယခုချိန်ထိသိရနေပါသေးတယ်။တင်နန်းသားတင်နန်းသူများဟာဆမအိုးလင်းရောင်များဖြင့်လင်းလက်တောက်ပနေသောမြန်မာနိုင်ငံမြေပုံတည်ရှိရာသို့စုဝေးရောက်ရှိလာကြပြီးနိုင်ငံတော်သချင်းဖြင့်တီးဆိုလေးပြုကြပါတယ်။အဲ့ဒီနောက်ကျေးရွာသည်လှုပ်ရှားမှုစီမံကိန်းအောင်ရမည်ကြွေးကြော်သံဖြင့်အခမ်းအနားကိုပြည့်မြောက်ခဲ့ပါတယ်။တင်နန်းသားများရဲ့မိမိတို့တယောက်ခဲ့ကြတဲ့တင်နန်းပေါ်ကဲ့ပြတ်ခြင်းကိုတင်နန်းကာလနောက်ဆုံးနေ့မှာဆောင်ရွက်ခဲ့ပါတယ်။အစီအစဉ်ပြီးမှာတော့တင်နန်းစင်ပွဲကျင်းပခဲ့ပါတယ်။အခမ်းအနားမှာဒုတိယညွှန်ကြားရေးမှူးချုပ်ကတင်နန်းစင်ဂုဏ်ပြုစကားပြောကြားပြီးတင်နန်းစင်လက်မှတ်များတင်ဆက်မှုထူးချွန်စုများကိုလည်းပေးအပ်ချီးမြှင့်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တင်နန်းသားတင်နန်းသူ2ဦးကကျေးဇူးတင်စကားပြောကြားကကျွရသည့်လှုပ်ရှားမှုအခြေခံတင်နန်းအမှတ်စဉ်2/2025ကိုအောင်မြင်စွာကျင်းပပြမြောက်ခဲ့ပါတယ်။တင်နန်းကိုအစမှအဆုံးစံပြဖြစ်အောင်တက်ရောက်ပါဝင်ပေးခဲ့ကြတဲ့ကျေးရွာတာဝန်ခံများနဲ့ကျေးရွာခေါင်းဆောင်ကြီးများအားလုံးကိုဤတင်နန်းမှတ်တမ်းဗီဒီယိုဖြင့်လှိုက်လဲစွာဂုဏ်ပြုအပ်ပါတယ်ရှင်။ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ